Hello. Many only. Oh, 8 lively. I'm bouncing out. Get that. The long jelly. Magical, yeah. Palile, solo. The camera platform. Magical camera platform. I have rechain. Magical. Retain to outland quiet on retain solution to the price tag at the while never retain. About solution. I really look at my hair. To original price got the gown. Don't I say, Bono, to a Pagala less or cloud white, my Pigala leader. No one will know. Beta. CJ Beta. Get big okay, having seen out of it. Liva. What's this, Yalino? So now my can't body. Now my can't body. Now I can't feel the never no, a few never no. Grand white body. Taliva. Chimat Calalia. Julia to the Punzaniva. Julia. Let's go. I leave a collar. The poor job. Leave. I need to leave. Julie. That's Roma. The pool. A dream at the camera. No, to got that off. We take it at the down. That's belly bye. That's better. MG that's belly bye. To leave. To leave bye. MG that's belly. We show you that's what we are. MG that's belly bye. That the bubble swimming. The bugger had the bubble swimming. And now for that. Now for my little. Now for my little demand. I can't need to can buy. Near them, I can't need to can. Can't need to can buy. The candy man, the price tag the tap away. MG price tag the Halibono to your happy tap away. To can in my fire happy, I saw the can. Be a man, do can in a jail, not him up again, no? Him up again, the magic god the safe family. The other ganga at the man. Now man, slip pocket by slip pocket babio. Now told like this one. Tema. Jail, no? Jail. She better got a lot of the She by my lord, a camera baba. Home or son, not that. Only son. Head out, come on. Phone no long son, no? No leave a cigar to the movie.
ကျိုးလေးပါဒီကျိုးလေးကိုကြိုက်လို့လေနောက်သူ့ရဲ့ဒီ retail မှာကြိုက်တာခောက်ပေါ့နော်ဒီခောက်ကလေးကဒီလိုမျိုးပေါ့နော်ဒါက MG ရဲ့ retail မှာဆိုလို့ရှိရင်ဒီမျိုးခောက်ကလေးပါနော်ဒီမှာဒီလိုလေးဒီကျိုးလေးဒီရွှေရောင်ခောက်ကလေးကိုလည်းအရင်ကြိုက်ပါတယ်နောက်ဒီအိတ်ကိုဒီအရောင်ရွေးလိုက်တာကျိုးကဒီလိုမျိုးနဲ့ဒီမှာ magic cost ဆိုတဲ့ဒီစာသားလေးတွေပါကြိုက်လို့ဒီအိတ်ကိုရွေးလိုက်တာပဲအမဲလေးကိုလည်းသဘောကျတယ်ပေါ့နော်အမဲလေးကကျတော့အမဲလေးကျိုးကဒီလိုမျိုးကျိုးမဟုတ်ဘူးအမဲကျတော့အနီနဲ့ဟိုဟာနဲ့ပေါ့နော်အမဲနဲ့အနီနဲ့ဆက်ထားတာပေါ့နော်သူကကျိုးတော့တိတ်မလှဘူးနေရလေretail တွေကတော့ပို့ပြီးတော့မိုက်တယ်လို့ခံစားရတယ်နော်အောက်လက်ထပ်ဆိုင်လို့ရှိရင်တော့ retail အလုံးတွေပို့ပြီးတော့မိုက်တယ်ဈေးကလည်းကွာတယ်နော်ဒီအလုံးတွေအောက်လက်ထပ်ကိုဈေးလည်းကွာတယ်အဲ့ဒါလိုက်ဒါလေးဆိုသူလိုမျိုးလေး clutch လေးလိုလဲသူကင်ထားလို့ရတယ်သူကတော့လက်နဲ့တိုင်းပြရင်တော့လက်တစ်ဖက်ဝါးစားလောက်ပဲပေါ့နော်တိတ်မကြီးဘူးပေါ့ဒီထဲမှာလည်းနည်းနည်းကြီးနေတယ်ဒါလေးပါပြီးတော့ Sephora ကနေပြီးတော့ဒီစင်ကာပူ Sephora ကနေပြီးတော့ Nora ကနေပြီးတော့မှာထားတဲ့ဟာလေးရောက်လာပါတယ်ဒါလေးကကြတော့က Rare Beauty ကနေပြီးတော့ Niali Rose ပေါ့နော်ဒီကောင်ကဘာလဲဆိုတော့ Melting Blush color လေးပါ Niali Rose လေးပေါ့နော် Niali Rose လေးကိုတစ်ချက်အရောင်လေးဖောက်ပြမယ်နော်ဒီပါNiali Rose ကလေခုအရင်ထွက်ထဲကအဲ့ Rare Beauty စထွက်ထဲကအရင်လို့ချင်တဲ့အရောင်လေးပေါ့နော်အဲ့တော့မဝယ်ဖြစ်ဘူးအခုမှပဲဝယ်ဖြစ်သွားတာပေါ့နော်ဒီလိုအရောင်လေးပါဒါ my favorite color လေးပေါ့နော်ဒါပန်းစီလေးပေါ့နော်ပန်းစီလေးမြင်ရလားမသိဘူးပန်းစီလေးအရန်မိုက်ပါတယ်ဒီအရောင်လေးအရန်ကြိုက်ပါတယ်ဒါနောက်တစ်ရောင်ရှိသေးတယ်ဒူးစီပါနော်milk ဒါကတော့ the full packaging နဲ့ဟာလေးပေါ့နော်နောက်တစ်ရောင်ကတော့ဒါဆက်ထဲကနေသူခွဲရောင်းတဲ့ဟာလေးပေါ့နော်ဒါကြာညိုတင်းကနေပြီးတော့မှားလိုက်တဲ့ဟာလေးဒါကကြတော့ Niali Neutral ပေါ့နော် Niali Neutral ဆိုတဲ့ color လေးပါဒါလည်း matte brush လေးပဲအော်ဒီရောင်လေးအမကြည့် Neutral ပေါ့နော်ဒါ Neutral ဒီကောင်လေးကကြတော့ဒီကောင်လေးကကြတော့ Niali Rose ပေါ့နော်အရောင်လေးနှစ်ခုလုံးဝမတူပါဘူးမြင်ရလားမသိဘူးမကြည့်နော်လုံးဝမတူဘူးနော်တခြားစီပဲနော်ဒီဘက်က Niali Rose လေးကိုတော့တော်လေးကြိုက်ပါတယ်တော်တယ်မျိုးလေးတန်လိုက်လေးနော်တန်လိုက်လေးအရှမ်းမိုက်ပါတယ်အရှမ်းမိုက်ပါတယ်နောက်တစ်ခုကဘာမှထားသေးလဲဆိုတော့ဒီ Sephora နေပြီးတော့ဒီ Glow Recipe Satellite Discount ချလို့ဆိုပြီးတော့ဒီ Glow Recipe Plum Hyaluronic Serum နဲ့ Hyaluronic Cream ကိုမှာလိုက်ပါတယ်။ဟိုက pregnancy time ဆိုတော့ပေါ့နော် pregnancy time မှာ Hyaluronic acid ကတော့ safe တင်နေဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးပေါ့နော်။ကောင်လေးကတော့အမလီကောင်လေးကတော့ special sale နဲ့ဆိုတော့တားတက်သွားပြီ။ဒါနှစ်ခုပေါင်းမှာပေါ့နော်ဒီ cream ဆိုလို့ရှိရင်50 ml ပါပြီးတော့ serum က15 ml ပါပါတယ် serum 15 ml ပါတယ် serum ဘယ်လိုဖွင့်ရလဲမသိဘူး serum တလူလေး serum 55 ml ပါတယ်ပေါ့နော်ဒါလေးက
ဒီလိုလေးဒီ cream ဘူးကတော့လုံးဝ full size 50မိပါပါတယ်ဒီ pregnancy မှာဟို hyaluronic acid က safe ဖြစ်တယ်ပေါ့နော်ဆိုပြီးတော့တစ်ချက်ဖတ်ကြည့်လိုက်တော့ဒါလေးမှတ်လိုက်တာပါတခြားဟာတွေလည်းသူ့မှာဟိုက sick ဟိုဖြစ်ပါတယ်တော်တော်လေး 50% off လိုက်တာပေါ့နော်50% off ဒါပေမဲ့ဒီဆက်လေးတစ်ဆက်ပြန်လိုက်ဖြစ်ပါတော့ဒီဆက်လေးရဒါလေးရပေါ့နော်ဒါလေးပေါ်လိုက်ပါတယ်နောက်တစ်ခုကကြတော့ညအမောင်းစီနည်းနည်းရှိပါဘူး keys ကနေပြီးတော့ပေါ့နော်သူဟို beauty fresh ကိုပုံစံမျိုးပြောရမှာဒီအဲ့ sale ရှိလို့ဆိုပြီးတော့ဝယ်လိုက်တာပေါ့နော် keys ကနေဈေးလည်းတော်တော်တန်ပြီပါဒါပေမဲ့ဒါကတော့လို့လက်ဆောင်ဒီပါရသွားတယ်နော်တစ်ဖက်ပါမယ်ဒိတ်လေးတော့နည်းနည်းနီးရလို့ပြောရတယ်နော်သူကဒီ ultra facial toner 40 ml ပါတယ်နောက်ပြီးတော့ ultra facial cream က14 ml ပါတယ်ပေါ့နော် ultra facial cream ပေါ့နော်နောက် ultra facial ဒါ cleanser ပေါ့နော် cleanser က30 ml ပါမယ်နောက် UV defense က10 ml အောင်ပါတယ်နော်နောက်ဒါလေးကကြတော့ဘာလဲဆိုတော့ retinol ပေါ့နော် retinol skin renewing daily microdose serum ပေါ့နော်သူကတော့4 ml ပဲပါပါတယ် retinol ကတော့ pregnancy မှာတိတ်ပြီးတော့ recommend တော့တိတ်မလုပ်ဘူးပေါ့နော်ဒါပေမဲ့ဒီsun cream တို့ကတော့လိမ့်မှုရတယ်ပေါ့နော် sun cream ရတယ်နောက်ပြီးဒီ hyaluronic ပါတယ် cream တို့ပါတော့ဆိုလို့ရှိရင်တော့ရပါတယ်လိမ့်မှုတော့ရတယ်ပေါ့နော်ဒါလေးပေါ့နော်အဲ့ဒါ date ကတော့လေ a little တော့နီးရလို့ပြောရပေါ့နော်သူတို့ဒီ set လိုက်တာအရင်တက်တော့လေဘလောက်4200လားမသိဘူးအဲ့လောက်ပဲကြာဆိုတော့ဒီတော့တိတ်ချမှန်းနေတော့အဲ့တော့ဒါလေးကတော့ဟိုဆေးရုံတက်လို့ရှိရင်တစ်ချက်ယူသွားရင်ကောင်းမှာပါနော်ခုမနေ့ကမနေ့နဲ့အကြံပေါက်သွားတယ် retinol တော့မလိမ့်သေးဘူး retinol တော့တိတ်အရှင်တွေကလည်းမလိမ့်ဖြစ်ဘူးတကယ်ကြီးမရှိခင်လည်းမလိမ့်ဖြစ်ဘူးပေါ့နော် retinol ကြောင့်ဒါလေးနောက်ဒါလေးကကြတော့မူရာကနေပြီးတော့လက်ဆောင်ပြလိုက်တယ်ဒိုင်ဆန်ဘီလေးပါဒိုင်ဆန်ဘီဂျယ်လေးဖောက်လိုက်မယ်နော်ဘီဂျယ်လေးပါဘီဂျယ်လေးဝါဘီဂျယ်လေးဒါပါလေဆိုဒီလိုလေးဒီလိုဘီလေးပါဒီဘီလေးသူကနာမည်ကပါလေဆိုတော့နာမည်တော့မပါဘူးဒီကောင်တီတန်ကလင်းခေါ်မှာနော်သူကဒီရှုပ်တဲ့ဟာတွေဆိုရှင်ဒီလိုမျိုးမှန်တော့ဟိုရေဆိုနေတဲ့သဖြင့်ဆိုပူပြီးအဆင်ပြေတယ်နော်ရေဆိုနေရဆိုရင်ခေါင်းကနည်းနည်းဟိုဖြစ်တယ်လေဖြီးရတိတ်ဟိုကမဖြစ်ဘူးလေအဲဆိုသူတို့ဘီဂျဲနဲ့ဆိုပူပြီးတော့အဆင်ပြေတယ်နော်ကျေးဇူးတင်ပါတယ်ဘီဂျဲလေးတစ်ချောင်းပေါ့နော်ပြန်တော့ထည့်လို့ပြဖြစ်တာအဲ့ဒါဘီဂျဲလေးချောင်းရနောက်ပြီးတော့ clip set လေးပါရှာပါတယ် clip set လေးပါမင်းတော့ကိုမှားတဲ့အချိန်မှာတော့ဒီ gift set ကမပါသေးဘူးပေါ့နော်ဒါတော့ clip set လို့ပြောထားတာပဲဒါထိုင်ဆန် clip set လေးပါဒါပဲလူလာဆက်နေပြီးတော့ present ရတာပါလူလာ SG ကနေ present ရတာဖောက်ကြည့်လိုက်မယ်နော်SG ကနေပြီးတော့ကျေးဇူးပါဒီပေါ့နော်ဒိုင်ဆန်ငါပက်ကီကြီးကတော်လေးကိုလေအရန်ဟိုဖြစ်တယ်နော်ဟိုတော်ခောက်ယူပါဒီ clip set ဆိုလဲနောက်ကဟာဖောက်အောင်ပြင်ဆိုင်ဒီလေးဖောက်လိုက်နော်ထဲမှာဒါမျိုးလေးပါ clip set ကဒီကနေဖောက်အောင်ပါပါအော်ဒီနားမှာထပ်ပြီးပိတ်ထားသေးတယ်ဒီမှာနော်ဒီနားမှာထပ်ပြီးပိတ်ထားပါတယ်ဒါလေးကိုဒီလိုဖောက်လိုက်ပါမယ်ကျွတ်ဒီလိုပဲဖောက်အောင်နော်တေးကုန်ဒုက္ခဒီမှာအမောင်းကြီးတိတ်ပြောဖြစ်တယ်ဆိုဒီလိုပေါ့နော်ဒါလေးပါအိုး clip set လေးနော်
ဒီစရီဒါလေးကနှစ်ချောင်းပါတယ်ဒါမျိုးလေးကနှစ်ချောင်းပါတယ်အဲ့တော့စပင်းနေပါရင်နည်းနည်းလေးအဲ့လိုပေါ့နော်ဒါမျိုးလေးကနှစ်ချောင်းပါပါတယ်ဒါမျိုးလေးကနှစ်ချောင်းဒါမျိုးလေးကသူလေးလောက်တာနှစ်ချောင်းလေလူဟာသေးလေးကနှစ်ချောင်းပါတယ်ဒါမျိုးလေးကနှစ်ချောင်းပါတယ်ဒါမျိုးလေးနှစ်ချောင်းလေကောင်လေးကနှစ်ချောင်းပါတယ်ကောင်လေးနှစ်ချောင်းပါတယ်တူတယ်လေးခုပါပါတယ်ကျေးဇူးတင်ပါတယ်ဒါလေးပြင်ပါဝင်ဒါဆိုတော့တော်တော်ပေးရမှာပေါ့နော်ဒီကောင်ဆိုလည်းလေဟိုဟာကိုဝယ်လို့ရှင်လဲစီရတော်တော်လေးပေးရမှာလားပြင်မှာဆိုလို့ရှင်ဒီကောင်ကတော့ထည့်လို့အဆင်ပြေပြီဒီကောင်ကထည့်လို့အဆင်ပြေဒီလိုမျိုးထည့်ဒီလိုလေးပါဒီလိုလေးပါတို့ဘယ်လိုထည့်ထားလဲဆိုတော့အမျိုးလေးထည့်ထားတာပါလူချင်တာရလို့သိပ်ပြောနေချိမှဖြစ်သွားပါပြီဒီနေ့ကတော့လူချင်တာရပြီးပြောရဲချိမှပါတန်ကလစ်ဆက်လေးနဲ့ဘီဂျယ်လေးနဲ့ပါဒိုင်ဆန်အန်ဒီနှစ်ခုပါနောက်ပြီးပါရှိသေးတယ်ဆိုတော့ဒါလေးလည်းပါလာသေးရနော်ဒါလေးကတော့ထတ်ရေပေါ့နော်ဒါ sample cut consular sample cut ပေါ့နော် consular sample cut လေးပါပြီးတော့နောက် ESR ပေါ့နော်ဟိုကနေမှာလိုက်တာအဲ unhack ကနေပြောလေiPhone Air တော့မှာလိုက်တယ်ပေါ့နော် iPhone Air ဝယ်ထားတဲ့အတွက်ကြောင့်မို့နော်ဒီ ESR brand လေးပေါ့နော် ESR brand လေးကဆိုးပေါ့နော်တော့ case ကတော့အကြီးလေးပဲ ESR brand ဒါတော့အခု16 Pro Max တော့ဆိုပြီးတော့မှာလိုက်တာတော့16 Pro Max ကထွက်တာနည်းနည်းကြာသွားတော့ case ကနည်းနည်းလေးအဲ့လိုဘာကျင့်တာနည်းနည်းဖြစ်ချင်ပုံစံလေးဟိုလိုအပြင်မှာတော့မြင်ရတာတော့မသိမဟုတ်ဒီ case ကတော့မဟုတ်ပါဘူးဒီအထက်ကစက်ကူကနည်းနည်းလိုမျိုးအစိမ့်တလို့လိုသွားတယ်လို့ဖြစ်နေတာပေါ့နော်နောက်ဒီကောင်ကကြတော့iPhone Air တော့ပေါ့နော် iPhone Air တော့ပေါ့နော်သူက magnet လည်းပါတယ်တွေ့လောက်သိနော်ဒီမှာ stand လေးလည်းပါတယ်နော် stand လေးကဒီလိုလေးပါဒီလိုလေး stand လေးကဒီလိုလေး stand လေးဟာလို့ရတယ်တွေ့လားမသိဒီမှာပါဟိုဟာလို့ရပါတယ် case အကြည့်လေးပေါ့နော် iPhone A ကတော့လေနောက်ဆုံးထွက်တာမှုလားမသိဘူးသူဈေးနည်းနည်းပိုများတယ်iPhone A ကဟိုလောက်ကျတယ်ဟုတ်လောက်ကျတယ်ဆို7000ခွဲကျပါတယ် unhack ကဒါလေးကကြတော့16 Pro Max အတွက်ဟာလေးရတော့5900ကြည့်ရမယ်နှစ်ကထွက်တဲ့ဈေးနဲ့ဒီနှစ်ထွက်တဲ့ဈေးဖြစ်လာတယ်ဒီ16 Pro Max ကဒါမှနှစ်ကထွက်တာဆိုတော့လေဒါဈေးကဘူးကွန်ရတယ်နည်းနည်းလေးလိုစိမ့်ဖန်လေးဖြစ်ပြီးတော့ iPhone Air ကတော့လုံးဝ clear အဖြူအောင်ပေါ့နော်သူက magnet MagSafe ပါမယ်နောက်ဒီလိုမျိုး stand လေးပါတယ်ပေါ့နော်ဒီ camera ဖောင်းတာ stand လေးပါတယ် iPhone Air ဆိုလည်း stand လေးပါပါတယ်ဒီ16 Pro Max အတွက် cover လေးကတော့တန်တယ်ပေါ့နော်9900ဆိုတော့လေ iPhone Air ကတော့တိတ်မတန် iPhone Air အတွက်ကတော့8000ခွဲအောင်ပေးရပါတယ်ဒါမှကြည့်ရဒီနှစ်အတွက်ထွက်တာဆိုတော့သူ price နည်းနည်းပို့ပြီးတော့ဈေးတက်သွားဖြစ်တယ်ဒီကနာမည်ကတော့အကုန်တူပါပဲ hybrid magnetic case with touch stand hard lock နော် camera control တဲ့ halo lock ပေါ့နော်ဒီလိုပုံစံလေးပေါ့နော်ဒီ MHub မှာဆိုလို့ရှိရင်လေအဲဒီဟိုဟာအတွက်ပေါ့နော်ဒီcover လေးတော်တော်များရှိရပေါ့နော် iPhone iPad mini လို့ဘာလို့တွက် cover ဆိုလဲ iPad မှာရှိရပေါ့နော်ဈေးလေးတွေတော့လည်းမဆိုးပေါ့နော် original cover ထက်ဆိုင်လို့ရှိရင်တော့နည်းနည်းပိုပြီးတော့တက်တာလို့ခံစားရ original cover ကြီးက3သိန်းကျော်လောက်ပေးရတယ်ဒီ iPad က cover လေးじゃတိတ်ပြီးတော့မပေးရဘူးပေါ့နော်3သိန်းတော့မကျော်ဘူးပေါ့နော်အဲ့လိုမျိုး9000 8000လောက်တော့ကြာရဆိုမယ်cover လေးဝယ်ချင်တယ်ဆိုတော့ iPad မှာလည်းတော့မဆိုးပေါ့နော်ဟိုဈေးအပေါ်သားလည်းမဟုတ်ဘူးကွာဟိုနည်းနည်းဈေးလည်းနည်းနည်းဟိုလေလက်တန်းစားတွေက
နည်း high end လိုဟာမျိုးလဲလိုချင်တယ်ဆိုလို့ရှင်တော့ဒီအမှတ်ကနေပြီးမှာတာပို့အဆင်ပြေလို့ထင်ပါတယ်အဲ့တော့နည်းနည်းတော့ကြာသွားနေတယ်unboxing လေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ကမနေ့ကတော့နည်းနည်းလူပင်လာလို့နည်းနည်းဟောဖြစ်သွားတတာကျေးဇူးပါ